အောင်ဇဘူကိုမဖားပဲဖိုးချစ်ကိုတစ္ဆာရှိရှိဝန်းရံနေတဲ့အနုပညာရှင်၃ယောက်အခုချိန်မှာအောင်ဇဘူကဇတ်တပင်ရောရုပ်ရှင်လောကမှာပါအလွန်ကိုအောင်မြင်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်အနုပညာလောကသားတော်တော်များများကနာမည်ကြီးနေတဲ့အောင်ဇဘူကိုဖားကြဝန်းရံကြတာတဘာဝပါ။ဒါပေမဲ့အောင်ဇဘူနဲ့ဖိုးချစ်ပြဿနာတက်ပြီးဖိုးချစ်ဥက္ကဋ္ဌရာထူးကနေထွက်မယ်လို့ပြောလာချိန်မှာအောင်ဇဘူကိုမဖားပဲဖိုးချစ်ဘက်ကနေတစ္ဆာရှိရှိမမတ်ရက်တီပေးခဲ့တဲ့အနုပညာရှင်၃ယောက်ရှိပါတယ်။ပထမတစ်ယောက်ကတော့ခင်လိုင်ပါသူတို့နှစ်ယောက်ကအပြင်မှာတိတ်မရင်းနှီးပေမဲ့ဖိုးချစ်သာဥက္ကဋ္ဌနေရာနဲ့အထိုက်တန်ဆုံးဖြစ်ကြောင်းပရိသတ်တွေဝေဖန်တဲ့ကြားကနေရဲရဲဝံ့ဝံ့ရက်တီပေးခဲ့တာပါဒုတိယတစ်ယောက်ကတော့ဦးမိုးဒီပါဖိုးချစ်ကတိုက်ကြီးရွယ်ဦးတွေပေါ်မှာအရန်ကောင်းတယ်လို့တပင်အတွက်အလုံးနိုင်ဆုံးလူဖြစ်လို့မပြင်းမှားကြဖို့မြစ်တာရက်ခံခဲ့ပါတယ်။စေးဖို့ရလို့ဖားတယ်ဆိုတဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုပါကြက်ခံခဲ့တာပါ။တတိယတစ်ယောက်ကတော့ဝါရင်အငိမ့်မင်းသမီးကြီးကြားခင်စိန်ပဲဖြစ်ပါတယ်။သူမကတော့ဖိုးချစ်လိုမျိုးတပင်အစည်းအရုံးရဲ့တာဝန်တွေကိုဘယ်သူမှတရက်တလလေးတောင်ဝင်မလုံနိုင်ဘူးဆိုပြီးတော့ပြပြ